မော်ရင်ဟိုဟာမတ်တီးရဲ့ကူးညာတွင်းယူခဲ့တဲ့ပထမအဦးဆုံးတွင်းကိုနဲ့ပတ်သက်ပြီးတော့ယခုလိုမျိုးပဲမှတ်ချက်စကားပြောဆိုလာတယ်ဗျအားလုံးပဲမင်္ဂလာပါဗျဖို့ဘောအန်ဖမ်လီမှနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တစ်ဆက်ပေးသွားခြင်းတဲ့ကြောင်းအားလေးရဆိုရင်တော့မတ်တီးရဲ့ကူးညာတွင်းယူခဲ့တဲ့တွင်းကိုနဲ့ပတ်သက်ပြီးတော့မော်ရင်ဟိုဟာဆိုရင်တော့ရှင်းရှင်းလင်းလင်းပြောပြရစီကပတ်ဖလားမှာပထမဆုံးကိုတွင်းယူနိုင်ခြင်းဆိုတာခဏတာအခိုက်အတန့်လေးတစ်ခုတည်းမဟုတ်ပါဘူးဒါဆိုရင်တော့ဘောလုံးတမိုင်းမှာကိုယ့်ရဲ့ယက်တီမှုကိုကြီးညာလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီကိုမတိုင်ခင်မှာဗလာစီအတင်းစီကနေကျွန်တော်မြင်တွေ့ခဲ့ရတဲ့အရာတွေကပွဲကိုစိုးမိုးနိုင်ခြင်းမဟုတ်ပါဘူး။သူတို့တွေအလွယ်တကူထိန်းချုပ်တဲ့အတင်းမျိုးကိုရင်ဆိုင်နေရတဲ့အချိန်မှာရှေ့တန်းပိုင်းရဲ့စိတ်ပျက်စရာစိတ်လောမှုတွေနဲ့မပြတ်သားမှုတွေကိုမြင်တွေ့ခဲ့ရတာပဲဖြစ်တယ်မြတ်။အဲ့ဒါကြောင့်ကူးညာရဲ့တွင်ကိုကအရန်ကိုပဲအရေးပါသွားခဲ့တာပါ။ဘာလို့လဲဆိုတော့အဲ့ဒီကိုကလှပတဲ့ဘောလုံးထိန်းချုပ်မှုဒါမှမဟုတ်ရင်ပြည့်စုံတဲ့အချိန်ကိုင်းဖန်တီးမှုတွေကနေလာတာမဟုတ်ပါဘူး။ကစားသမားတွေရဲ့စဉ်းစားတွေးခေါ်မှုဖြတ်ထိုးညံတဲ့ပြည့်စုံမှုအခွင့်အရေးတွေကိုထိုင်မဆောက်နိုင်ပဲနဲ့ရုံထွက်ခဲလို့လားဒီကိုကရရှိလာတာမျိုးဖြစ်ပါတယ်။ဗလာစီအတင်းအကောင်းဆုံးပုံစံမရရှိခဲ့တဲ့ပွဲမျိုးမှာဆိုရင်တော့သူဟာသူ့ရဲ့အရေးအချင်းကိုပြတ်တနိုင်ခဲ့ပါတယ်။တခါတလေမှာထိတ်တန့်အတင်းလိုအပ်တာကအရာအလုံးပြည့်စုံဖို့မဟုတ်ပါဘူး။ကစားသမားရဲ့ပင်ကိုအရေးအတွေးပဲဖြစ်ပါတယ်။ကျွန်တော်တခုပြောပြစီဗလာစီလိုအတင်းမျိုးကပွဲကိုစိုးမိုးဖို့ရုန်းကန်နေရတဲ့အချိန်မှာမမျော်လင့်မဲနဲ့ရရှိလာတဲ့တွင်းကိုကနီးစနစ်ပိုင်းတွေမကဘဲနဲ့စိတ်သက်ပိုင်းဆိုင်ရာခံစားချက်တွေအားလုံးပြောင်းလဲပစ်ခဲ့တာပဲဖြစ်တယ်မြ။ကူးညာဟာဂိုးတွင်းရုံတွေမဟုတ်ပါဘူး။သူဟာဆိုရင်တော့ပွဲထဲကတင်းမာမှုတွေကိုရိုက်ချိုးခဲ့တာပဲဖြစ်တယ်မြ။အတင်းကိုစိတ်တက်တာရာရစေခဲ့တယ်လို့ပြိုင်ဘက်အတင်းကိုလည်းအဲ့ဒီအချိန်အထိသူ့ကိုလှုပ်ဆောင်နိုင်ခဲ့တယ်မြ။အရာအလုံးကိုပြန်လဲတုံးတက်ဖို့အတွက်အကြက်ရိုက်တွားစေခဲ့ပါတယ်။ဒါကြောင့်ပဲကပဖလားလိုပြိုင်ပွဲမျိုးမှာဒီလိုဂိုးမျိုးတွေရာဆိုရင်တော့ရမတ်ဗုတ်ပြားပေါ်ကဂိုးအရည်တက်ထက်ပို့ပြီးတော့တန်ဖိုးရှိပါတယ်။ဒါဆိုရင်တော့စိတ်တက်ပိုင်းဆိုင်ရာအပြောင်းလဲတစ်ခုပါပဲ။ယခုချိန်မှာဆိုရင်တော့ဗလာစီအတင်းနေနဲ့ကိုပြန်ပြီးတော့မေခွန်းထုတ်ရပါတော့မယ်။အကယ်၍သူတို့ဟာဒီလိုအခြေအနေမျိုးမှာတင်ရုန်းကန်နေရအောင်မယ်ဆိုရင်စနစ်တကျပြင်ဆင်လာပြီးတော့တကယ်ကိုပြတ်သားတဲ့အတင်းကြီးတွေနဲ့ရင်ဆိုင်တဲ့အခါမှာဘာတွေဆက်ဖြစ်လာမလဲဆိုတာကျွန်တော်တို့စဉ်းစားကြည့်ုံနဲ့သိနိုင်ပါတယ်ဆိုပြီးမော်င်ယိုကယခုလိုမျိုးပဲပြောဆိုလာတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ